ယခုဖြိုပြတင်ဆက်သွားသောအစီအစဉ်အားမမိန်လေးမိသားစုမှဆုတော်ငွေ3,500ကျပ်ဥမောင်အေဒေါ်သက်မောမိသားစုမှဆုတော်ငွေ2,000ကျပ်ဒေါ်ဤဇော်မိသားစုမှဆုတော်ငွေ3,000ကျပ်မမိုးချဲမြေမိသားစုမှဆုတော်ငွေ1,000,000ကျပ်ဦး